issue ဆိုတဲ့ခေါင်းစဉ်နဲ့ဆရာကြီးတို့လည်းဒေါက်တာကာလာဆမ်ဆူကနေပြီးတော့မှမဟုတ်တာကိုပေါ်တာပြဖြစ်ပါတယ်ကျေးဇူးပြုရင်ဒီမှာတော့တက်ကင်ပုံများကိုပိတ်ထားစီလိုပါတယ်所以说，这边记录清楚的，没水泡面那个对比嘛，没收，第一没水呢，那个针对收的这种先生活管教的，要钱没水好要钱的，那啥个，知道不？就嘛一嘛的啦，所以完了就啊，刚一嘛后的。波比都是多少钱的？如果这个，把这个说了，也是讲好的，我们也是讲好玩的。我们的是干，假如我们有钱，大家呢，ready，我们的是干都好啦，都阿龙的。假如我，有啥话的，你阿话的，假如。နောက်ချန်ခဲ့တော့ကျွန်တော်တို့လည်းခံဖို့ပြောင်းတယ်ကျွန်တော်ဒီနေ့တန်တွေ့ဆိုတာဗမာအစီအစဉ်ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ကချင်ကြီးပဲလို့ပြောတယ်ကချင်ကြီးရှိမှဗမာလိုပြောတာတိတ်မတွေ့ချင်ဘူးရှားတယ်တိတ်နားထောင်မကောင်းဘူးဗမာလိုပြောရင်တော့ဗမာတွေရှိမှကချင်လိုမပြီးတပြီးပြောတော့သိနာတော့မပေါ့ဒီကျွန်တော်ဒီဗမာလူတွေနဲ့ပြောပြီးချင်တယ်ပြောရဲဒီမှာကျွန်တော်ရောက်ရှိလာခြင်းကတော့ဒီခုနကျွန်တော်တော့တော်တော်များပါပြီဒီမှာရောက်လာဒီဆက်တော့ကလည်းကျွန်တော်3လကျွန်တော်မြချနာ association မှာတွေ့ရမလို့တော့3လဒီမှာဒီဆရာကြီးဆရာဘုရားကပြည့်ပြီးလို့နေတဲ့ဆရာကြီးတို့နေတဲ့ဒီမှာကုန်းလာအမှန်တည်းပြပါပြီအလုံးဒီချိန်မှာတွေ့တဲ့ငွေကြီးတွေမိတ်ဆွေတွေကျွန်တော်ပြန်ဒီမှာအများအားဖြင့်ရပါတယ်အဲ့ဒီနောက်မှာကျွန်တော်ခေါက်တော့ပြန်ရောက်တယ်ရောက်တဲ့ချိန်မှာဒီခေါက်ရောက်လာကတော့အရင်ခေါက်ရောက်လာတယ်နည်းနည်းထူးခြားတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ EKBC ရဲ့ကိစ္စဖြစ်ပါတယ်ဒီတိုကျိုချန်ပီယံချာရှာဒီတော့ဒီမှာ KCF တော့ကထွက်သွားတဲ့ဒီလိုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ KBC ရဲ့ overseas Baptist community ရဲ့ system မှာဒီရှိနေတဲ့တိုင်းပြည်မှာရောက်ရှိနေတဲ့တိုင်းပြည်မှာရှိတဲ့ဒီ Baptist Union တို့ Baptist Churches နဲ့ affiliation ဖြစ်ဒီဘက်ကတော့ affiliation ခေါ်တယ် cooperation လို့လည်းခေါ်တယ် partnership လို့လည်းခေါ်တယ် membership အဲ့ဒါမျိုးဒီခုနဲ့ဒီလုပ်ပေးဖို့ဒီကျွန်တော်ရဲ့ဒီစီမံကိန်းရှိတယ်အဲ့ဒါကမှဆိုရင်အမေရိကန်မှာရှိတဲ့ဒီ Christian Baptist Church တွေကိုကျွန်တော်တို့ကချင်တွေကိုရှင်းသွားလာတဲ့ဒီ American Baptist Church နဲ့ဒီတွေ့ဆုံတဲ့စီမံကိန်းကျွန်တော်New Zealand, New Zealand Baptist Union, Austria, Austria Baptist Churches, Denmark, Denmark Baptist Union, Thai, Thai, all of the Nile, Thai, Baptist Union, generally, policy about it. I don't know the how, you know, the guy, generally, culture for DKBCR. Horizon Church Network relation လုပ်တယ်။ဒါပေမဲ့လွန်ခဲ့တဲ့အပတ်မှာကျွန်တော်ဒီ JBU ရဲ့ဒီဥပဒေတွေနဲ့ကျွန်တော်တို့တွေ့ဆုံပြီးမှ JBU ဟာဒီမြန်မာ Baptist Convention နဲ့ MOU ပို့ထားတဲ့ဖွဲ့ချုပ်ဖြစ်တယ်။ကျွန်တော်တို့ KBC ဟာ NBC ရဲ့အဖွဲ့ဝင်ဖွဲ့ချုပ်ပါဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီ NBC ရဲ့MOU ကြောင့်ဒီနေ့ TKBC ကို JBU ရဲ့ cooperate ဒီ member ဟောတော့ cooperate member KCBC ကတော့ full member ပေါ့ KCBC က JBU ရဲ့အတင်းတော်တစ်ပါ TKBC က JBU ရဲ့ဒီ partner ပေါ့
ဒီအနေနဲ့တော့ဘုဒီကျွန်တော်အဲ့ဒီအစီအစဉ်ကိုတွန်းခဲ့တဲ့အတော့မှာကျွန်တော်ဒီအဆေရာဒီပေါ်ထားမှာပြေဆုံးခဲ့ပြီးပါပြီဒီကိစ္စကိုလာမယ့် April နဲ့ June မှာပြုလုပ်မဲ့ GBU ရဲ့ EC နဲ့ဒီ Board of Management မှာပြုလုပ်ပြန်ဆုံးဖြတ်ချက်မှာဖြစ်ပါရဲ့ဆိုတော့ဒီတစ်ခေါက်လာရင်ကတော့အဲ့ဒီကိစ္စဖြစ်တဲ့ဒါကြောင့်လို့ဒီရင်ဘက်ကဒီ TBC မှာကျွန်တော်ပါဝင်တယ်ဒီဘက်ကတော့ဒီ KCPC မှာပါဝင်ပြီးမှကျွန်တော်တော့ဒီဘက်ကကျွန်တော်တိုင်းပြည်ကိုဦးစားမှာဖြစ်ပါတယ်ဒါကြောင့်လို့ဒီလိုတွေ့ဆုံရတဲ့ဒီဘက်မှာကျွန်တော်တော့ပတ်တော်ဝင်ငါ့ပြင်ပြီးတဲ့ကြောင့်လို့များကြီးကျေးဇူးတင်ပါများပါတယ်ในกลางวันนี้มีส่วนที่ในมังกรบุรีคุณนาสาธิตนำเรื่องใช่แต่ช่วยก็ในมังกรบุรีมุ่งอันเดไปขับใส่ไปสังจิตอยู่แล้วไม่เรียกมุ่งไปมุ่งได้ยันที่มันปัดมันเลี้ยงชนิดชาปัดผสมยาชนิดอันในจีบีว่านาสานาอุตมาคนทิ้งสังกุมาอันในเอซีซีฟงชาสิงกุมาอันในคิงคุมเราของจันสาในชาเดอันเดสาในสักบานี่แค่ดินในกลัวอีปุ่งดีกลัวยานาซุยโอมนาอีเตจีเวโอแค่เช็คกลัวในก็ฉันเดี๋ยวในพระผู้จงสนาอันเทพันนี่แค่รายหมดแต่ตอนนี้ไม่ว่ามันรายในอันเดียจงผมนิ้วฉันแค่รายงามจ่อในปุ่งดีแค่เฮียแต่นี้อันเทยี่เกลิซีโคนาเรนิงนี่ไม่ใช่ชิลข้อโอริยานกูฟงก็น่าจะรวยง่ายมีงานในญี่ปุ่นก็ได้เลยในนี้ไม่ก็ไม่ได้มาสับเลยในนี้ในไม่ได้มาสับเลยแต่ตอนนั้นดูอันนี้เก่งมากชูเลยใน Facebook ขณะที่ยงชิตาเลยด้วยชอบว่าห้องสะสมชีวิตรำบากเนี่ยก็ได้มุ่งดีพังกระนั้นเอาไว้แต่แล้วในคนนั้นเนี่ยไม่ได้มาสับแต่ตารวยกูเลยนะแต่ว่าอย่างผมเลยชิลข้องอะไรอย่างก็ในนี้มีชิลข้องแล้วก็มาสุ่มนิ่งในคุณาสาธุนาเรียนนะเพื่ออันเดียออกัสตาทั้งในวันนั้นแต่อิสราเอลในวันนั้นสานาอุตุยันนามาอันเดียวัดดูนะในมิชานิเพื่อดักนะในเด็กก็เริ่มยิมเรชิลของชิลิชูสาธุนาได้สัตว์บาสในคุณลุงก่อนในเพื่ออยู่ก่อนในปุ่งลีในเพื่อสาธุนำถูกมิตรล้มในเพื่ออันเดียสายนาลามงทางงานที่ JBU แต่อันเดียนิ่งเลยนะยังมุ่งทำคุณกินจบคุณนะอันเดีย ABC นิ่งเลยนะเป็นลอยยิน affiliation เป็นลอยมาไทยง่ายมีเรื่องมุ่งแค่หมอกไก่กูกระนะเป็นสมัยที่ดูสปอนในลำส่วนอยู่เรื่อยแต่ดังนั้นอันเทนในช่องตัวไงยิ่งในอันเทนนี้เจมาเย่ชิกาในเจมาเย่มุ่งว่านี่เจมาเย่โอ้มันตีมันคิดแต่ต้องอย่างแต่เช่นในเช็คบุตรน้องเย่วิ่งไปเที่ยวที่มาเลยแต่เช็คก็รอจนรู้ที่ December sorry January ในช่องเซนต์ January สักวันนี้เนี่ยมาจนรู้ KBC ตัดนาอีมิงลีตัดนาพิธานาในโลกเย่สปีตัดนาเสียมาลูกโอที่อัตมาพิจิตรตับชัดดีมาอัตมาพิจิตรเด็กเอกสัตย์だから KBC イシューベボロမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီမျိုးပြည်များအားလုံး issue တာက international issue ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့တနည်းရှိပြီးတည်င်းဒီနိုင်ငံတကာအဖွဲ့အစည်းတွေကအများအား KBC ကိုမေးတယ်တရားခံမပေါ်သေးဘူးလားအဲ့လိုခဏမေးတယ်မေးတော့ပြီလားဒီတိုင်းထားခဲ့ပြီလားဒီဆရာမတို့ကိစ္စကတော့ကျွန်တော်တို့ကမေးလို့မရဘူးဒါကမေးလို့ရမယ့်အရာလည်းမဟုတ်ဘူးကျွန်တော်တို့ကိုပြောတယ်ခေယံတယောက်အနေနဲ့အပြစ်လို့ရပါတယ်ဒါကျွန်တော်တို့တမန်ဆန်းတဲ့အရာခေယံတယောက်တက်ရှင်မှုမှာအပြစ်လို့တာကျွန်တော်လွတ်လို့ရတယ်ဒါပေမဲ့မတရားတာကိုတော့တရားအောင်လို့တော့ခေယံရဲ့တာဝန်ရှိတယ်ဟိုမတရားတာကိုလည်းအပြစ်လို့ပြီးမှဒီတိုင်းမတရားမှုကိုဒီရှေးအောင်တက်ဆိုးရှေးအောင်လုပ်တာတော့ဒါဖျားရဲ့တာသမီမှုမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ပြောတယ်
မိပြလို့ရတယ်ခွင့်လို့ရတယ်ဒါမဲ့တရားတော်အဖြစ်ဒီတရားဥပဒေစိုးမိုးရေးပြတ်တောက်မှုမှာတော့ကျွန်တော်ခရိယန်ကတော့တော့မစိုးဘူးလို့ကျွန်တော်အဲ့လိုပြောခဲ့တယ်အဲ့ဒီဆရာမတယောက်ရဲ့ဖြစ်စဉ်ကလည်းကျွန်တော်တို့အတွက်ကြည်ကွဲဆရာကောင်းတယ်ဝမ်းနည်းဆရာကောင်းတယ်ဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီရောမှာအချင်းကလူဦးရေစုစုပေါင်းက190ပဲရှိတယ်ရောကျွန်တော်ဒီ KBC ကသာသနာ့ပြုတဲ့ရှစ်နှစ်လည်းရှိပြပါရှစ်ချိန်ပေါ့ရှစ်ခါရှစ်နှစ်ဒါနောက်ဆုံးခုမနစ်ကဖြစ်တယ်ဆိုတော့ဒါရှစ်နှစ်မြောက်မှာဖြစ်တယ်အဲ့ဒီယောကလူတွေကလည်းဥမာဆရာမတွေကိုလူငယ်တစ်ပါးဝါလျောက်ချစ်တယ်ကြိုက်တယ်ဆိုရင်အိမ်ထောင်ပြုကြပါတယ်စာပေတန်တရာကဆရာမ2ယောက်အဲ့ဒီယောမှာအိမ်ထောင်ပြုပြီးပါတယ်အခုလည်းရှိပါတယ်ဆိုလိုချင်တာတော့အဲ့လိုအသမပြုခြင်းဒီမှာအဲ့လိုတက်ဖြတ်ပိုးကတော့အဲ့ဒီယောကဘယ်လိုမှမဖြစ်ဘူးဒါမဲ့စစ်ကြောရောက်လာတယ်ဒီခမရ900တော့အဲ့ဒီညမှာဖြစ်တယ်အဲ့ဒီမနေ့မှာအဲ့ဒီစစ်သားတွေကိုဒီပေါ်သွားတဲ့ကာနစီရှိမနေ့ဆိုနောက်ပိုင်းရောက်လာတဲ့စစ်သားတွေကိုစပင်းညပ်ပြီးမှ DNA အတွက်တို့ဒီစပင်းညပ်ပြီးမှထားတယ်ဒီဒါမျိုးတွေပေါ့ဒါကြောင့်လို့ကျွန်တော်တို့ဒီ ABC နေနဲ့ဒီအမှုကိုပြီးတာမဟုတ်ဘူးမပြီးဘူးဒါကြောင့်မို့ဒီလွန်ခဲ့တဲ့ January 19ရက်နေ့မှာကျွန်တော်တို့ရန်ကုန်မြန်မာနိုင်ငံနဲ့ချင်းခရီးအင်းချုပ်အောင်မွေပဲခမ်းမမှာကျွန်တော်ကြီးကျယ်ပြည်တွင်းပြည်ပတည်နေရတယ်တာမတ်တွေအားလုံးပေါ်ပြီးမှရန်ကုန်မှာရှိတဲ့ဒီခရီးအဂိုင်းကလာပေါင်းဆောင်အားလုံးပေါ်ပြီးကျွန်တော်မြန်မာနိုင်ငံခရီးအတင်းတော်များပေါင်းစီတွေ့ရမှုဆရာ social ကဒီဒေသနာဝင်လာတယ်အခုမှကက်သလစ်ခိုင်းချုပ်ချာဘူကာလနဲ့ချာဘူရဲ့ကိုစားဒီ Matthew Father Matthew က benediction ပေးတယ်မြန်မာနိုင်ငံချင်းတင်းချုပ်ရဲ့အတွင်းမှုအဆူတောင်းတယ်အဆိုတော်နိုင်ငံတော်အဆိုတော် Robert Kawin နဲ့စောဖို့ခွာတချင်းဆိုပေးတယ်ဒါကအားလုံးနိုင်ငံတကာဒီကျွန်တော်တို့ညနေပိုင်းဒီ COD တဲ့နောက်မှာတရေစာရှင်းနေလို့ပဲကျွန်တော်တို့ကတော့ပြက်ပြက်သားသားစိန်ခေါ်လိုက်တာပဲဒါတော့ခမရ903ပဲဆိုရဲဒီရုပ်ပေါ်ကျွန်တော်တို့ကတော့ပြောလိုက်ပြီပဲနောက်ဆက်တော့ဘာဖြစ်မယ်ဆိုတော့ခုဒီဘာမှမချသေးဘူးဒါတော့သူတို့ဘက်ကဘယ်လို action လဲနောက်ကျွန်တော်တို့ဘက်ကလည်းဒီကိစ္စမှာတရားစွဲဖို့တက်တည်ခံပစ္စည်းမရှိဘူးကျွန်တော်တို့ကချင်တွေကအချက်ပြအကြောက်ပြတော့များတယ်များတော့မနေ့ကအစိုးရတော့တွေ့တဲ့အဲ့ဒီယောဂအမျိုးသမီးတွေကဒီအဲ့ဒီတွေးဒီယောက်ျားကဒီတော့ပိုးကိုအားလုံးကိုစေကြောပလိုက်တယ်ဆရာမကြီးကလည်းအင်ဂျီပုံမီတွေပြောင်းဖို့ပေးနေပုံစံပြတ်သွားတော့အမျိုးတက်ဒီခံပစ္စည်းကလည်းဘာမှမတွေ့တော့ဘူးအဲ့ဒါမျိုးတွေဖြစ်သွားတယ်ဒါမဲ့အမှန်တရားတော့ကျွန်တော်တို့ဘက်မှာရှိပါတယ်ဒီနေ့တိကျွန်တော်တို့ဒီအမှုကိစ္စကိုနောက်ဆုံးတာမရှိဘူးရှေ့ကိုပဲကျွန်တော်တို့တိုးနေပါတယ်ဒါပေမဲ့19ရက်နေ့တနေ့ပြောင်းတဲ့နေ့မှာကျွန်တော်တို့ပေါင်းမုံဘိုင်းပေါင်းဆိုဒီနိုင်ငံတကာရဲ့ပါဝင်မှုနဲ့ကျွန်တော်တို့လုပ်ခဲ့ပါပြီဒါကဘာလဲဆိုတော့တရားဥပဒေစိုးမိုးရေးမှာဒီအမှုဟာမြန်မာနိုင်ငံမှာတရားမျှတဖို့ဆိုတာဒီအမှုကိုခေါ်ရဒီအမှုဒီတိုင်းပြီးတော့မယ်ဆိုရင်မြန်မာနိုင်ငံဟာတရားမျှတမှုကင်းမဲ့တယ်ဆိုတာကိုဖော်ပြခြင်းပဲဒါကြောင့်ကျွန်တော်တို့KBC ရဲ့ stand ကဒီမှာတော်တော်ကိုအရေးကြီးတယ်ဒီနိုင်ငံတကာဥပဒေပညာရှင်ဦးအောင်ထူကကျွန်တော်တို့ကိုပြောဦးအောင်ထူဆိုတာဒီအခုဒီ blacklist ထဲမှာပြည်အများကြီးပါတယ်ဒီဦးအောင်ထူမပယ်သေးဘူးဒီနေ့ဒီမြန်မာနိုင်ငံဝင်လို့မရဘူးအခုမိုက်ကြရမှာဒီဥပဒေအထောက်အကူပြုတောင်းခွင့်ရတယ်ဒါကဒီ professor ပြောတယ်ကချင်ကိုဥပဒေပိုင်းဆိုင်ရာပြည်ရတဲ့ဆရာ
သူကအခုဒီအပြင်ကနေ international law နဲ့တောင်းမလို့လုပ်တယ်သူကကျွန်တော်ပါမေးလဲဆိုတော့ဟိုဆရာရဲ့ KBC ဘလော့တက်တိရှိတယ်ဒီဆရာမနှစ်ယောက်ရဲ့အမှုပါကျွန်တော်သူပြောတယ်ဘလော့တိတက်တိရှိဖို့လိုသေးတယ်လို့ကျွန်တော်ပြောမိတယ်သူကအဲ့ဒါကိုသဘောကျတော့သူ့ရဲ့အကြံပြုချက်ထဲမှာရဲကိုတရားစွဲဖို့ပါလာတယ်ကျွန်တော်တို့ကတတ်တည်သိမရှိသေးဘူးရဲကိုဘာပြောလို့လဲရဲလို့ထုံးလို့ဒီအရာမဖမ်းဘူးကျွန်တော်တို့ကဟိုကချင်လို့ဆိုဟို use from လို့ပြောတယ် use from ဆိုကျွတ်စီဝေးပေါ့ဟိုနောက်ဆုံးအဲ့ဒီကြောင်ကိုဘယ်သူဟိုခေါင်းလောင်းတော့ချိတ်ပေးမလဲဆိုတဲ့နေရာမှာဟိုအလုံးတစ်သွားကြတယ်စီဝေးတဲ့မှာချမယ်ဒီကြောင်တော့ငါတို့နေနေရမယ်နောက်ဆုံးကဲအဲ့ဒီကြောင်ကိုကြောင်လာတီးအောင်နောက်ဆုံးအဲ့ဒီကြောင်ကိုခေါင်းလောင်းကိုသွားချိတ်ပေးမလဲအဲ့မှာနောက်ဆုံးဟိုပြည့်ပြည့်သွားတယ် use from ဆိုအဲ့ဒါပဲကျွန်တော်တို့ကလည်းဘလော့ချစ်တတိရှာမလဲလို့ပြောထားတယ်ဒါပေမဲ့ဟိုရဲကိုတရားစွဲဖို့ဆိုတဲ့နေရာမှာဟိုနည်းနည်းအဲ့ဒါဆိုးတယ်အခုရှိသေးတယ်ကာကွယ်ရေးဦးစီးချုပ်ကိုတရားစွဲရဟိုဆိုးသွားရောဒါပေမဲ့ကျွန်တော်တို့မကြောက်ဘူးအခုစတော့ပဲဘာလို့လဲဆိုတော့ဒီခုနကကျွန်တော်ပြောတဲ့ကျွန်တော်နောက်မှာလူထုရှိတယ်ဘာကြောင့်လဲဆိုတော့ရဲလို့ထုံးပြီးရတာဒီမှုကိုမလုပ်ဘူးနောက်ပြီးမှကာကွယ်ရေးဦးစီးချုပ်ကရေဒီယိုသတင်းဆိုင်ထဲမှာတမတော်ရဲ့ကိုညှိုးတော့အောင်လုပ်တဲ့ပုဂ္ဂိုလ်မဆိုအဖွဲ့အစည်းကိုမဆိုထိရောက်စွာရေးယူမယ်လို့ပြောခဲ့ရဲကတည်တယ်ဒါဘယ်သူလုပ်တယ်ဆိုတော့ရဲတည်တယ်အဲ့ဒီပန်ဆိုင်ကရဲကဘာပြောလဲဆိုရဲမှုကဒီအမှုကိုပေါ်ဆီယမတွေရဲ့အခါမှာကျွန်တော်တစ္ဆာဆိုခဲ့ပါတယ်လို့ပြောတဲ့ရဲတော်နောက်ဆုံးဘာမှမပြောတော့စေယုံမှာဒီဆရာဝန်တွေနှုတ်ပိတ်သွားတယ်ဟိုအဲ့ဒီအလောင်းစီးတဲ့ဒီပလောင်လူငယ်နှစ်ယောက်ရှိတယ်ဒီဆီယမဒီကွန်နန်စင်ကို40အချက်ထိုးထားတဲ့ဒါနဲ့ဆီယမဒီလူရာကို30ကျော်ဒါထိုးလာတယ်တရားလည်းမဟုတ်တော့တကူလုံးပဲအဲ့ဒီနေ့ရောက်တဲ့နောက်ဆုံးပေရောက်တော့မကြည့်သူတို့လည်းတက်တယ်မခံနိုင်တော့အဲ့လိုပေါ့ဟိုလိုက်နဲ့နောက်တော့တည်းတော့အများကြီးရတာပဲဆရာမဒီတိုက်လိုက်တဲ့စစ်ပုံပြောက်ကမိမျိုးမှာဒီမိခိုင်ပိုးနဲ့ဆုံးသွားတယ်ဆိုတော့လေဒီရတယ်လိုက်တော့ပြောက်သွားရောဟိုဒီလိုက်ဆိုင်နောက်ဆုံးပြောက်သွားတာကြားတယ်ဆိုလိုချင်တာတော့ဘယ်သူမှတတ်သိမရှိဘူးဒါပေမဲ့အခုကျွန်တော်တို့ကတော့နောက်ဆုံးအဆင့်တော့အဲ့ဒီဆရာဝန်သူတင်ပြခဲ့တဲ့တိုင်ပဲကျွန်တော်တို့ဘယ်လိုဆက်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒီအချိန်ကစကားပြောနေမယ်ဆိုတာအဓိကတော့ကျွန်တော်စုတောင်းပေးဖို့ဖြစ်ပါတယ်ဒါစုတောင်းခြင်းရဲ့ခွန်အားတော့ဒီတက်ပြီးပဲစူတောင်းတယ်ဆိုတာလည်းဟိုမလုပ်ချင်တဲ့အရာကိုဟိုစူတောင်းတာကိုပဲဒီစူတောင်းပြီးမယ်ဆိုရင်ကိစ္စနဲ့တော့မကြည့်လိုက်ဘူးကျွန်တော်ဒီခွန်အားရှိဖို့နဲ့တတိရှိဖို့နဲ့စူတောင်းဖို့လုပ်ရတယ်အဲကြောင့်ဆက်လက်စူတောင်းပြီးဖို့ဒီဆံမလူရဲ့ကိစ္စကိုလည်းလုပ်ချင်ပါတယ်ဒီတတိယနေ့ကလည်းတိကျကျမရေးဘူးလို့သူတို့လည်းကြောက်ကျွန်တော်တို့ပြောတဲ့တိုင်းသူတို့မရေးဘူးကျွန်တော်တို့ပြောတာပဲဒီကျွန်တော်ဒီပြည်ထရှင်တွေမှာဒါပေမဲ့ရေးတဲ့ဘက်ကလည်းသူတို့ကြောက်ပြီးတယ်တော့ကျွန်တော်မြန်မာပြည်ကတော့စစ်အာဏာရှင်ဟိုတကူရှိလုံးပဲဆိုရက်ဟိုတဘောပါပဲဟိုအားလုံးကြောက်နေရတယ်ဒါကြောင့်မလို့ဒီကိစ္စဟာဘာပဲပြောနောက်ဆုံးကျွန်တော်တို့မြန်မာပြည်ရဲ့တရားဥပဒေဒီအမျိုးသမီးများရဲ့လုံခြုံမှုအားလုံးကိုစကားပြောနေပါတယ်ဒါကြောင့်မို့တော့ဆက်လက်စုတော့ပြဖို့ဖြစ်ပါတယ်ဒုတိယချက်ကတော့ကျွန်တော်တို့ဒီကချင်ဒေသတွေမှာကချင်လူမျိုးများနေထိုင်တဲ့ဒီဒေသတွေမှာအထွေထွေလက်မထိုးမလုပ်သေးပါဘူးဆိုလိုတော့တိုက်ပွဲတွေဆက်လက်ဖြစ်နေတော့ဆိုတာလည်းဟ
ဒီဒီရဆူတောင်းဖို့ဖြစ်ပါတယ်အခု IDP တွေကတောင်းကျော်တသိန်းကျော်ရှိတယ်တသိန်းကျော်မှာအလုံးခရရကြီးပါမယ်ခရရကြီးပါမယ်ဒီ IDP တွေရဲ့အနာကအခုဆိုရင် IDP တွေကိုလည်းတီးခံရအောင်ရှရမ်းကအဆိုပြီးပြောလို့မရတော့အဲ့လိုပြောပြီးဆိုရင်မင်းတို့ကသွားနေသလားငါတို့နေတဲ့သူတွေနော်ဒီအခန်းရှစ်ပေ9ပေအခန်းကမိသားစုကကြီးလာတယ်12နှစ်တဲမှာရောက်တဲ့လူကအခု16နှစ်လောက်ရှိလာတယ်လူငယ်ဖြစ်လာတယ်ဒီ social problem တွေနော်မိသားစုပြဿနာတွေကတော့အများကြီးပဲနေ့တိုင်းနိုင်ငံတကာရဲ့ကူညီမှုကလည်း9နှစ်လောက်ရှိလာပြီဆိုတော့အရေးပေါ်ကူညီလို့မရတော့ဒီ returning တော့ဒီ resettlement program ပြန်ပြီးနေဖို့ဒီအတွက်ပဲရှိတော့တယ်အဲ့ဒီ emergency ဒီလောလောဆယ်ဆယ်ကူညီဖို့ဖမ်းရတဲ့ပုံသွားပြီပြန်ပြီးအတီးကျလုပ်တဲ့အချိန်မှာတုံးဖို့ budget ပဲရှိတော့တယ်ပတ်စံတွေကလည်းရောပြဿနာကလည်းများအခုအသက်ကြီးတဲ့လူတွေဆိုရင်စကားတော့မပြောတော့အခုကျွန်တော်တို့ကဒီဂါရယံကဂျူဘီသွားလုပ်တဲ့နှစ်တည်းလားကျွန်တော်ပြောတယ်မလုံးနဲ့ခရိုင်ကျပြန်လို့ရပြီဆိုရင်ပြန်ခိုင်းဒုက္ခရောက်နေတယ်လို့ပြောတော့အဲ့ကတင်းဦးဆရာကမင်းတို့ကသွားနေသလားတဲ့ငါတို့ကက်မှာမနေချင်တော့ဘူးတဲ့သူတို့သွားကြတယ်အဲ့ဒီကက်မှာလို့ဟောမကျူပွဲတော့တယ်တည့်ရမှာချုံဖို့ရရှိပြီပါကျွန်တော်အဲ့မှာမနေ့ပိုင်းဒီနှုတ်ကပတ်တော်ဝင်လာတဲ့အချိန်ကျွန်တော်တို့အပြစ်တော့မပြောပါဘူးဒါပေမဲ့သူတို့ကိုကျွန်တော် remind ခုလုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ ABC ရဲ့39ချိန်မြောက်ကင်းလုံးချစီဝေးမှာလူငယ်တွေအကပြန်ကြတယ်ဝန်ပုံခါနန်ဆိုတဲ့ချင်းပေါ့အဲ့ဒီဝန်ပုံခါနန်ဆိုတဲ့ချင်းပြိုင်ပွဲမှာစမ association ကနံပါတ်1ရတယ်ဘာကြောင့်လဲဆိုတော့သူတို့တစ်ပုံကသူတို့ကခံစားမှုနဲ့ပြေးလာတဲ့လူတွေသူတို့ကစစ်ပြေးအဲ့မှာသူတို့ရဲ့ဒီတေးကျုပ်ပေါ်ခြင်းဟာတကယ်ကိုပဲပြိတ္တရဲ့စိတ်ကိုထိခိုက်စေတယ်ဒါကြောင့်လို့သူတို့နံပါတ်1ရတယ်ကျွန်တော်ကသူတို့ပြောတယ်အဲ့ဒီချင်းထဲမှာနော်အပုတ်အငွန်းဒီငုလောကဂရေဆံပေါ်မာနာမှုတဲ့ပေါ်ဝဲဆိုတဲ့စာသားတွေပါရှရန်ကငါလည်းတော့မယ်ဒီကျွန်တော်ပြောတဲ့အဲ့ဒါကိုတတိယကြပါခဲရဒီမှာပွဲတော်ဒီမှာကျေးဇူးတော်ချီးမွမ်းတာယုံကြည်ခြင်းအဖြစ်တော့ဒီကောင်းပြီမဲ့လည်းတစ်ဖက်ကပြန်လို့ရပြီဆိုပြီးမှပြန်ခိုင်းရင်ဒုက္ခရောက်နေမယ်ဆိုတော့ကိုကျွန်တော်သူတို့ကိုအဲ့ဒီမနေ့မှာတတိပြခဲ့ပါလေဆိုတော့ကျွန်တော်တော့ဒီစစ်ပြေးမှာရှိတဲ့ဒုက္ခတွေစကားမှာရှိတဲ့လူတွေကအယံတန်ချင်တယ်ကျွန်တော်ကရင်နဲ့မတူတာရှိတယ်ကရင်ကကျွန်တော်မြန်မာနိုင်ငံနဲ့ချင်းချုပ်မှာအတွေ့အမှုကကချင်အကြောင်းကိုတွေ့ရ report မှာအများကြီးပြောတော့ကရင်တွေကစိတ်ဆိုးတယ်ဒီ MDC ကလည်းကရင်တွေတော့ကြာတာဘာမှမပြောဘူးကချင်တွေအခုဖြစ်မှာပဲတော့ပြောရသလားတဲ့ကရင်ကလည်းတိတ်လည်း jealous ဖြစ်တာကျွန်တော် report မှာကျွန်တော်ကချင်နဲ့ကရင်မတူဘူးလို့ကရင်ကဒုစစ်ပြေးပြီးဒုက္ခရောက်တာနဲ့တစ်ဖက်ကမှ Sunday စားတွေနော်ဟိုကျိုးဆိုတဲ့အခွက်တွေရှိတယ်လို့ဟိုမဲလာလို့နော်ဒီအဲ့ဒီနေစားရေဒီပဲဟိုမှာကချင်ကရုပ်တော့လည်းပြန်ကန်ထုတ်တယ်လို့တရုတ်ကလည်းမကောင်းတဲ့နေဖြစ်တယ်တရုတ်ကဟိုပြောရင်အမြတ်မရှိဘာမလို့တရုတ်ကကန်ထုတ်တယ်အဲ့ဒါပွားတယ်လို့ဒါကြောင့်ကျွန်တော်တို့ကခုကဒီစစ်ပြေးဒုက္ခတွေမှာတရုတ်ပြည်ပဲချင်းတော့ဖွေလို့လည်းမရဘူးအခုဆိုရင်ပြည်ဆိုတဲ့နေရာက4ခါတော့နေရာပြောင်းပြီအဲ့ဒါမျိုးတွေရှိတော့ဒီတက်ပွဲရတဲ့အခုပြောတဲ့ခုနပြောတဲ့အတိုင်းပဲအေကလည်းမထိုးသေးဘူးလက်မထိုးချင်တဲ့တချို့ကောင်းဆောင်တွေကအဲ့ပြည်သူတွေကလက်မထိုးစေချင်ဘူးအဲ့ဒါကြောင့်လို့အေကလည်းဒုက္ခရောက်တယ်သူ
တို့ထိုးချင်တယ်လူထုတွေကမထိုးနဲ့အဲ့လိုပြောတော့အခုမထိုးဘူးမထိုးတော့တိုက်ပွဲတော့အချိန်ကြီးဖြစ်နေတယ်အခုဆိုရင်အဲ့ဒီလိုက်စားလမ်းမှာဆိုရင်တပ်တွေကအများကြီးရှိနေပြီတွားလာလည်းပတ်စံလူချင်းနဲ့စစ်တပ်နဲ့ဆိုပတ်စံပေးပြီးလိုက်စားအဲ့ဒီနောက်စားနေပါလို့ရတယ်အဲ့ဒီပတ်စံမကြိုက်တဲ့အဖွဲ့နဲ့တွေ့ရင်တွားလို့မရပါမှာအကြာကြီးပြန်ပုံးနေရတယ်အဲ့ဒါမျိုးတွေတွားနေတယ်အဲ့ဒါမျိုးတွေပေါ့လည်းမဟုတ်အခုကျွန်တော်တို့ဘာပဲပြောဒီ IDP ရဲ့ကိစ္စကကျွန်တော်တို့အတွက်ဒါ issue တစ်ခုပဲ issue တစ်ခုဆိုတဲ့နေရာမှာအခုကက်နေမှာကလုံလောက်လာတော့မဟုတ်ဘူးဒါပေမဲ့ပူညီတဲ့လူတွေကအများများတယ်အခုဘယ်မှာလိုအပ်တယ်ဆိုတော့ရှေ့တန်းမှာရောက်နေတဲ့ရေးနိုင်ဖြန်လာနေကိုကြိုင်ရာပူရငါရဖြန်လာနေကိုမစမြန်းချဲဖြန်ရင်ပန်းကိုဒီနေငူချမ်းနာပြီးတော့ချနေငါဒီနေ WFP ကလည်း World Football Association စပင်းငူနေတော့ချအဲ့ကုန်းဖိုကကျေတမ်းစားရမှန်ခံကိုရှောင်းလမ်းတဲ့ငါဖြန်လာနေမစမြန်းချဲငါကြောင်မကြောင်စက်တော့တိုင်နေတယ်ငါก็ยังในเพียงนี้มันนั่งกินนั่งยิ้มอยู่นั่งไปเลี้ยเสร็จแล้วก็กุมโฟก็ช่างสมัยก็ครั้งที่ได้ในเจอาลูกก็นั่งจันว่ายังงูตัวจันว่าเนี่ยจะพันมุกเลยเจ๊สบายเลยโย่เลยนายยาก็เหนื่อยหรอกอ่ะเรื่องเดียวก็แล้วนะอันเดียวอีกรูมไม่ก็แล้วมีโป๊ะอยู่แล้วมีในชั้นใกล้รูมอยู่ไอ้ก็จะสุ่มปลาบุ้งก็เพียงนี้น่ะ偏见那我都家人养我个带买啥我觉得，顶的是啊，什么事情没有人过，但偏到别么离开叫我什么啊是了嘛，顶的不那长啊是了我些压个是了，别人说，那天那个那衣服那么该不那些嘢，那可能我那天嘛，大问题是干人啊，等于一个继续都没那么顺利歪，怎么样个？那安提上那个偏见，那么感动的个，安提们都阳光那么啥，偏见那么个安的什么个嘞？那看俺们生土高阳光安的高个松，那个也安这个也不让混结个了吧？偏见那就安这个讲究哎，生完土高个阳光，心灵梦啊，心灵不心灵个啥话，想到完了那个人嘛，要比较你讲究嘛，啥个也，还没个了，还没个了。生土呢要不干嘛？什么病没什么？要我想到个生土个水龙啊个人啊，他们啊，想到生土我们就，等你你蒙等啊，蒙啥个做到啊，一的，那你看，等人听，等你那天天我安听就，想到了蒙啥，蒙个嘞，政府公想要蒙啥个人干所说的那么人，他们那偏见那偏见啊，我们就。想到我被很感觉，我个家里不个公农生不个公不些我想到的，然后你我把你没想那个，人哋听讲新的年纪了那么讲个，想到这一这个节目我那小人们别来想的，个罗们那你梦想完了没？个罗们那个罗嘛你啥人？有的那你怕 feeling 啊，安这个没人啥人的嘛。咱就唔干你摸个的啊，能比啊你UN个那你摸的嘛，我上来两年用过，他们就给亲的给也没人晓得他，买我说的那么那个按这个嘛，干么上那个晓得，我说看按这个用金铺晓得我也，风道比，都把他们兄弟们讲都讲风道我那个，他们如果这个我那里，一定没人注意，按这个。等你想到那蒙山林刚说嘛的话，那偏见那么说的，那么偏见里边，俺这你们追买出来，们追买100块，那么说俺这要等你交出来了，你这么呗，那得弄个空山里边那个是等你玩，讲那个俺这呀，湘南，那一个江州啊，是咯，一个江州啊，我个先土样蒙俺这让俺蒙山半途的就难的，第一出来了。不要你不要了我，面个面菜的，那，咱就按这个不让不上来的，那边按的，那叫蒙说个叫，老晚点那生土个叫蒙，
안티아 성남 시닝 뭔가 시닝 뭐대고 샤강다 두lum서 내가 랑다는 거 얘는 몽두무 시는 남았어. 안돼 이게 내가 가지고 나 사회공 편이 되고 그래서 뭐 대니 나한테 소라는 거한테 근데 그런 점이고 실로때 예수의 lum명대로 모두 견지슈 내게 함요 대니한테 내선 기내면 예 내선 기내면 빈고 대니한테 놓고 보면 하복으로 쉬었나 내게 대니한테 지나 놓고 본거 안돼 내 제가 이 수공공전 유피에 샤 대니나 안티아 먹고 빈패 루시나고 ngày này là mang thạc này mình đi ninh muốn chụp đi phê đi lao vào còn là một chân gì này suốt cuộc cái là ngày cái lô ngà vùng đi phê phải xuân nhiều quá không giống như thế muốn sao này mình gần đến này yang vùng du sού ngày phê ska ngày mua vào ngày phê ska này yo một ngày ये party đi chụp đấy तो phun phun ngà này ये ta ao ngà này khang có là để dân muốn ngà này phải 바다에 퍼시고라고 맨상 넘어가. 용거 샨바디니 있네. 그인 바디니 용무사 그래. 그러면 대기대비 배 커버서 그러나. 공무장에 샤넬이 공에 빼고 그 진바디거나 시도. 내가 저런 그 진바디가 뭐고 저런가 그 진리 친구야 거쳐가. 시간 현대 시간하고 광교 시간 당시 안에 이래니 풍산 로에 로장이 몽산이야 몽수와 인센을 받았고요. 오바마 사회 안에 문제도 컴프렉스하시고요. 지미가다 퐁디시니 사회 지미가다를 품어. 지미가다비네 베티스 코나리에 양시 끝나고 품나 이 바이스가 시무 베티스 디건레 Tadi ni so cik dah alam macam ngai miti wala ye. Dah ngai pe nang TV sibe mungu sade wei bangwa sai lu nga sasune shani manga. Nai lo ngai ciji du mai. Ham jo tadi de ko so le. Mu jam ne macam ni le manta. TV sibe lai ta kai. Ka no bu phung nga. Ro so ngai ko. TV si tin ko mya nong da ya tin ni nga lai kai. 나는 아소야에 공동아 아니라 나 아소야 고산지네 수라 다 뺨제 애디 이게 친세하래 둘의 이놈 아소야 고산지 무래 소야 고산지는 것도 아 펴버려 또 노송 농다야를 팀마 누가 아쿠소 뭐 펴러 그래 이게 공사라래 아유 그 친구한테 민호아 아소야 고산지노 mình nói nhận nông đại à cái chuyện này tôi phải là một chiếc ghế bùsùn mà sai rồi hay sao cho nó Roma sẽ tung xe hay Roma sẽ tung một pion pan nó ô chạy là như mình này hay Roma sẽ tung à số ya số là phát hiện khá thà để anh sẽ họcแต่เมื่อตีดูดีด้วยโลโก้ผิดกองด้วยโลโก้ผิดฉะนั้นอะไรด้วยฉะนั้นทีนี้โอ้မြန်မာပြည်အစိုးရပြည်သူတွေအတွက်ပေါင်းတာလုပ်တာတော့ရှိပါတယ်ဒါပေမဲ့မကောင်းတာများနေတယ်အတူနဲ့မှာတော့အစိုးရကောင်းကြောင်းစာအုပ်နဲ့အစိုးရမကောင်းကြောင်းကမကောင်းကြောင်းကပြန်ပြောထူနေပေါင်းတာနည်းနည်းလေးပဲဖြစ်မြစ်ကြီးဝလေးနဲ့ဆိုမြစ်ကြီးဝနဲ့ရှာနေစုံနဲ့ဂျုံငါကွန်းတနည်းနဲ့ဆောင်းနာဂျုံငါကွန်းJadi anda kau cuma nak apa beraku, beraku tu cuma cakap. Jadi lama anda ini nunggu punya sampai naik stand, kira masa shoot ngabun, jom ngabun. Jadi anda ni kau ini semua ni anda ni jura saya tiada itu. Tapi orang apa? Pianian betul. Pianian kau menjual shumandana yene imrenga yene yuna yene imrenga asaphe
sak sina sam nem lo yen ne ni le nga yang ko chung lai ka tha ko nei ma the le ka to ko phul ma tha ngai nong ni tha na ke ji di ko pe lo ngai pe ko le ke ji di ko lo ko pe su ne yin ang che ra ko don na sha mai rai nga te lo ko nei jo nhân thế thì đi sang ngõ ngàn rồi có chúa ấy mua về mua cái giá Maria làm về yêu suy ngõ nó cũng không để sang lại này ban đại im mà đấy này cái lối này còn ban chỉ phá mấy cái lối ngàn á tại vì nhà cũng mấy đứa làm sao biết đấy Maria mình sao đâu biết lúc còn này ông chúng chỉ biết gìคนที่มันนำชั่วไปเมื่อจากในวัดฉันไม่เอาตัวไม่ไปวัดตัวเมื่อจากในเนี่ยถึงวางไว้ก็สั้นๆในสุภาพว่าเป็นเยซูสุดนั่งมุดในที่เรียนวางกลัวมาสุดแต่เนี่ยมันก็เป็นว่าบินอะไรอันนี้ไม่เย็นก่อนอีผู้มิชานี่ก็จำเจ้านะลูกนาชานะยิ่งเลยจำเจ้างานเดินทางอันนี้ก็คิวขี้นะมุดที่ช่างมุดนะอันนี้เขาก็ลูกรวยนะเห็นได้ยังไงอันนี้เลยเชื่อข้องศิลป์ข้องอยู่ปรังสงนะอินเดียเจอในของเกี่ยวกับอันนี้พวกนี้กลัวตัวได้ไหมครับอันนี้ทำมาได้ ABC ก็น่าจะเป็นสักอย่างในเกี่ยวกับงานลานียังเป็นยังนี่ก็อยู่แต่เนี่ยอันนี้จึงพอคุณกงชานี่ก็ยิมนะอดุแต่ยังยงสังเราจุเลยยินรู้แต่นั่นไม่มีมุงงาแต่อันนี้ชีวิตIDP ก็มองง่ายแล้วให้ดำนี่ได้ไหมตุ้มสู้สักก็ได้เรียกว่ายิมนะอดุแต่ยังสังเราได้ไหมยองแต่ที่ยองทางบนเชียในอีนั่นตาก็ชีกชูเชียมานี่ไม่ได้ชีนั่งไง我那些，他们怎么去？没见那个我泡可以谁呀？不那些看那了，那经济变大了。一等就，从那样的年纪，父母想你们个，他们就少了哇，他们就的年纪弄不同一个，一那种不老了哇，我看一那个，我那那个那就你就那个性格哇。那个而且那秘书呢，放下手机都我们人身边大的，因为有个来，到坡那个 ，KBC 我还不认我上来的，但是人忙个那个 ，KBC 我上的我也爱耶了，但我是来的，你等我，主要没有我耶，这两天那时候人啊，我们乡里孟秀华的讲叫嘛的，俺这都不碰啊，300。如果碰一个老公的那个，就嘛滚有学个，马上他个就来把这个人，就那样，刚是个平时个一岁那么想念都读那么人啊 ，physical freedom 呢，广东那个那落那么多，为啥个某些苦那不离个，咱们那个，文风看那看那蒙的那么的人啊，人家那个文风看那边说那个的人啊。那个好像啊，一岁那么小的拍 Grace 那个，广东那个那落卡那个落菜60个嘛嘞，你这个一岁那么小的，现在一个都蒙个广东啊，现在没拿来，但你这个现在也是来话会不了。但那耶稣基督啊，等他那有时那个耶稣基督啊，不他们说了那不你个落下来，你叫你的你是没呀？si ada dulu nasi deh, ngai yang ini. Macam healing center pun nasi mai saya yang sam belum pernah pernah dengar. Jadi si ramai tu nasi physical ini, selalu dalam dulu. Tapi ni luka ni kata, dokumen beli kecil simsata, si cukup pun nasi sungai terengah. Pondungan ni pun selalu dalam ini. Masa yang ni pun kebuka siapa pun ada. Pondungan ni pun selalu dalam, mikir ni pun dibayar semua dalam. Sehingga pun ni pun dalam. Madua strong macam ni muka, jubilee muka. Selalu ini release lor. Mina macam Mina siapa right pet lura.
ခေါင်းနာပေါင်းတော့အောင်ရှိခေါင်းနာပဲလူတာအရဲပေါင်းတော့အောင်ရှိနာအရဲပဲလူတာစုနာအရင်ကမူလဒီနဲ့အခြေခံခွင့်ရဒီနာပဲဒီပိုင်းလူကတော့ဂျူဘလီရှင်ဟောဒါပေမဲ့ယေရှုအတဲ့ထမောအန်ချေကိုယေရှုကိုရှိလို့တဲ့ဘုံကြီးဖက်ကလောဝိညာဉ်ကြီးမရဟောနာရှိတဲ့ဘုံကြီးပဲရှိတယ်အနေနဲ့လူစီခမိုင်းငွေကြောင့်လည်းအန်ချေစီယန်စင်နံဘောနာဤရှိလို့တဲ့ဘုံကြီးဖက်ယေရှုကိုဒါလို့ရှိတော့ဂါရှကဒင်းစာပဲရှိတဲ့နာမ်ဘူစာနေရဂါရှကဒင်းစာပဲခုံစုနာမ်ဘူစာရှိဒါပေမဲ့ယေရှုကလက်တပ်ပုံငါရမို့ရှိလို့တဲ့ဘုံကြီးကိုတရားတဲ့ဘုံပုံရှာနေအောင်တို့နော်ဘူရှာတော့မယ်ဒီရှိတယ်ရတယ်ကိုဤနေအမောလေကာတာရောဆန်းလာနေမိနတဲ့တီကိုဤတယောတန်ငွေဤတဲ့တဲတော့ချောင်းလာတဲ့ဒါကြောင့်တို့ဒုကမှာနေမငါကကြီးရှင်းစပ်နာချီအောင်တော့ချင်တာငါတို့ကကျုံးလိုက်အောင်ခုချချစ်ဆိုင်ရဲ့မြန်ခုနောမစယေဟောဝါအန်ချောပဲမိတဲ့နေဒီငယ်သူမှာယေဟောဝါအန်ချောရမှုကနေမတူအရှင်နေတဲ့ဘုံငယ်ရောမိလူကလည်းကောဤနေမတူကရှောင်းမယ်ရှင်နေမှုဆိုတယ်ဒါကဒီဆိုတဲ့ jubilee ပဲဆိုတယ် release တော့နေယေဟောဝါအထွဲမှုက grace ဆန်ဒူနာဂျေယနာနေဟလာနေတနည်းနဲ့ခရစ်စတန်ရဲ့ဆုံးလာရတဲ့ second coming ငါရဲ့ second ကရော third coming ငါလာဆိုတော့ယေရှုပဲဒူနာဖက်ဒူလာနာဘာဘူးငင်ကံလို့တယ်ပဲဆိုရင်양대 말간 감스탐이 너고 풍광과 내 예수 바이두나 줄라나 파부님 아무로 리베마 양대 감나래 예수 샤치우가 마예 샤투 예수 바이슈고 오시면 마카 네 시호와 처벌 메리에 따니 딩예 베트남 간베 예수 로만사나 제양거가 예 로만 한테 감 샤머니 로만 숨숨문나래 사와가 뭐에 내소리니 딩예 뭐야 문간고 로그자남도 문간고 이 로남샤페 이게자남도 글로와이 크리스탄들이 비글로가 된다 크리스탄들이 뭐 문간 챘나 줄라하여 딩예를 가려고 여호와는 죄주나 난티랑도 파규마다 대인 최고 죄난 ren 신대나라이 마샤고 강기 phong 삭대 품에서 땅 후대 상와나 시kum다 심예양 르부고와 품에서 대나라이 여호와는 최고 죄난 ren 신대나라이 렌이 그자와는 신막레나 파문 죄난 ren 난제 글로에 보이니 팬네 동나 마삭고 나이 난티야 수와 스폰니타 나이 실롱 난 ren 그자와 난제고 완납 풍가제 시동 공강의 배 농약 기모 나인 캅라 나이 품성의 양안이 배 목푸 풍가 조 기모 나이 판너나 나이 난디야 토능이가 우만 아이 배 지심 보모 나 띵세니 목푸 띵세니야 목푸 나이 나라 나이 파마죠 안돼 너의 공간이 안돼 그로 보이니 안돼 또 말 뭐 꾸니 센니 띵세니 수비니 왜 함조 그래서 나야 내 니트 아무와 하우스 마다 망세 대대나 뭐고 그빈 거 거기 인드라니 근데 쇼핑 값이 너무나 궁금하와 너무나 인데 소동하고 대니 폐 판분의샤 대니 폐로만 제남두샤 난테 나가야 뭐다 그래서 뭐 난테야 쇼 공간에 난테 인생이 맨날 때가 대표 드라마랑의 람 카손 딩핑의 람 뜻농주의 카손 링아오가 대니한테 미의 선생이 대니한테 놓고 보게 대니한테 내서 응거로야 안돼 뭐 딩예도 나 안돼 좀 공공산 이거 미선사에 신임문화 산인 신임문화 신임 또 신임 나와서 남으로 말한 글로딩 정정진 보고 용을 해서요 용 안돼 대 개토고리 대 입속 대 대고 대국수로만 나 남장 정딩 나 딩군샤나 진구진용이 와 잠정을 넘어가 딩레 센터 드라마 랑의 안돼 카손 딩핑의 남 뚝농비의 이 카손 대니 루잉아 남고
等下那工地个话嘞，对没有？等下那农户碰的，然后呢，农户碰的10%，人啥？农户碰的10%，安提啊，平时，但是我们得用嘛，我，等下那耶稣过去了的人，耶稣在空场去了的，维尼去了的，朋友的，维尼上落那。空场哈宾yang binu ngajak ande mengangkat Kristen ni pratuk mpi oku ande sebenarnya. Martin Luther King Jr. 像讲你在 America 你接也像说你接呗，像说过一样都把像讲你我个，真正都在上班他们养不说的，好像就那个没养你也俺老妈，但是没养我俺了，为什么？Martin Luther King Jr. 个，来 civil right 普及下来是，这是门徒徒的，一小的人，为什么？这来让木匠10年以前的农户碰过那人考的，但你美国个，巴拉奥巴马上讲那个，他们那边每，Martin Luther 木匠哎，新人人啊，现在说美国人跟你在什么地方？但你安切，那么我们讲出来我应该，我国外我讲你我那普及少了，就你别实在别，讲你那个普及怎么别是个没让出来，但是旁中是么啥都不对下来，为什么？但你那个普及没让嘛都没，但人家那份工商你在让也，是你们啊，是你不是你，讲叫是人家是咱碰啊那。那个没啥他，俺东俺的那，但你那农户碰你么？经常俺东俺也么，俺听你嘛，为啥俺的工作被占了的？俺的习惯人可能被什么占了的？但是我们都那俺的也，俺有下路路浪他，耶稣基督的肉，俺的啥个？耶稣基督个俺的被什么的？俺的被切了的，原来那没看的中俺那个。安切啊，我就明白啥个，南切人啊，南切个修山呢，南切原木跟那个看看的，他们就安切土地那那个山南农木噻，但一个一来，这能熊个那记下来噻，都熊咪是安切呢，罗嘛噻，他们就密多密通话脑路噻嘞。农路讲俺这某个碰你个老啥可能带下来，就我们啥物种不该做的耶，碰你那都空上啊，就我们啥物做做来的么，带么，所以俺也该弄不住的耶，来的么，俺这个都兄弟俺这看不过往上，所以俺这俺这买个我都拿，俺这现在的那个修下来，看俺这那么高，那个人啥啥，这样。咱这个山呢，个像我路路话的他，个亲母那是名个比个样，咱感受了，但不当他呀哦，咱这那个那个，出门我那没有的，俺们那个纽西兰就是特殊，东东啊，俺这马来西亚那啥话，让嘛你个山上来，是俺这，伢们。纽西兰我读学的，现在 refugee day 嘛 ，refugee day 我现在16看了，16看没是来现在个，现在大家 story 不看了，然后 refugee day 我现在大家 story 不16看没，现在你打啊，觉得，反正我 Kristen 你弄什么，弄那个现在个也说起来 invite 了，那16看没给他摆。근데 막 안돼 너무 좋은 사람이야비 그래서 그러니까 그냥 엄마니고 대신에 좋아해 사람한테 너무 좋은 삭색하는 거 필수고 저를 엄마는 사네 수안내 부안내 삭색하면 뭐라 하고 니아이 그러면 얘기 무배수네 나한테 인진내 게 말이야 나한테 가다 스토리고 나한테 인진나래 왜냐면 나한테 가다 스토리고个家伙比呢，俺家牛山的大白路啊，但咱家那比高路啊，
그 무엇이라 하는 거 그러나 소마다 안에 그 대인 제거 그라잉아 왜냐면 난 제거 대니야 말라이 ngay nó có xuân ngà đi cô là nó để tại cô khảo bây giờ nó để chế hoa phải chỉ như thế anh nhớ sang như vậy hoa số đấy bùng đi thằng sang lắm mua để cô này nó làm ra ngà đi nó để chế đã đi yo mình bông sang đi yo mà miếng sang thế nó thì đi nó có đủ na nó thì làm đủ sang nó có sắp cũng mà chẳng cho nó để khá còn là để cô nghe được đặc biệt nó thì mua nó có đủ ngay mình bông sang đi yo mua khang gặp vậy tiếng Suy Sani phải nghe kinh thong để mặc cả anh thấy những con nốt lột rải thì ya có process để phụ lấy đồ ngà phải chỉ na xuân na để ní mi quân phong sản nhang đủ cái chiến nam đủ không có được đồ nào để cái anh để kinh thong cho ngà Giêsu thì rau đấy à anh để lột là ngài Giêsu có xin lỗi theo vậy một thằng anh để tôi làm sao mà một năm được thì đó chỉ có 그럼 너 인수술에 많이 되네. 마트에서 가서 제가 이들도 잠깐 하고 그래 기술 때문에 그나로 인수 앞에다 그냥 이런 거 마치다.